အသက်အရွယ်နေမလာအောင်ရင်းကျက်လွန်တဲ့ခြေစွမ်းတွေပြသနေတဲ့ဒီကစားသမားကိုအသေးခိုက်နေကြတဲ့အာဆင်နယ်ဖန်များအားလုံးပဲမင်္ဂလာပါဟန်တော်ချင်း online betting စာပေမှာအားကစားသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ် YBet iBet ခွန်ရှိကိုဖပိုင် Sport နဲ့ Sport 8 Zone တို့ကိုတနေရာထဲမှာငွေကြေးယုံကြည်စိတ်ချစွာနဲ့စော်ကစားလို့ရပါတယ်ခင်ဗျာအာဆင်နယ်အသင်းအတွက်မန်လာတကယ်ကိုကံကောင်းမှုတွေပြည့်နှက်နေတဲ့ရာသီတစ်ခုလို့ပြောဆိုရမှာပါပြိုင်ဘက်မန်စီးတီးအသင်းဟာဇယားအောင်ဆုံးကတန်းစင်းစုံ area ကအသင်းနေနဲ့ဇက်တိုက်ပဲကစားနေရချိန်အာဆင်နယ်အသင်းကတော့ဇယားရဲ့အလဲအလက်အသင်းနေနဲ့ကြီးပဲကစားနေရပါတယ်ညကပွဲစဉ်မှာလည်းဇယားရဲ့အလဲအလက်အသင်းတစ်သင်းဖြစ်တဲ့အေဗာတန်အသင်းနဲ့ကစားခဲ့ရပါတယ်ဒါပေမဲ့အာဆင်နယ်အသင်းအတွက်အေဗာတန်ရေမွေအဆင့်မှာဟုတ်မနေခဲ့ပါဘူးအေဗာတန်ရဲ့တောက်လျှောက် PRP တိုက်ဆက်ဆင်ခြင်းကိုခံနေရသလိုအာဆင်နယ်ရဲ့တိုက်ဆက်ကလည်းအတော်လေးကိုအလုံးမဖြစ်ခဲ့တာပါဒါပေမဲ့ပွဲရဲ့အလဲပြောင်းကတော့လူစားဝင်ကစားသမားအသက်16နှစ်အရွယ်လူငယ်ကစားသမားလေးမတ်တော်မန်ပါပဲဒေါ်မန်ဟာယောဂရက်သွင်းယူခဲ့တဲ့ဂိုးအတွက်လည်းမြစ်ဖျားခံစီခဲ့သလိုသူကိုယ်တိုင်ကလည်းလှလှပပဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒါကြောင့်ပဲပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့မတ်တော်မန်ဟာ Player of the Match ကိုရရှိခဲ့ပါတယ်အာဆင်နယ်အသင်းပရိသတ်တွေကတော့သူတို့ရဲ့16နှစ်သားလူငယ်ကစားသမားလေးအတွက်ဂုဏ်ယူဝမ်းမြောက်လို့မဆုံးဖြစ်နေကြပါတယ်အာဆင်နယ်ပရိသတ်တို့ကဒေါ်မန်အသက်16နှစ်ပဲရှိသေးတာဆိုတာဟုတ်ရဲ့လားသူကအာဆင်နယ်ကိုမက်ဆီလာပြီးကစားနေတယ်လို့ထင်မဲ့ရလောက်အောင်အထိအတီးငိမ်အားကောင်းနေပါတယ်။သူသွင်းယူခဲ့တဲ့ဂိုးကိုကြည့်လိုက်ပါ။ချန်ပီယံစုအတွက်အဆုံးအဖြတ်ဂိုးတစ်ခုဆိုတာရောသူသိရဲ့လား။သူကစားနေတာကအာဆင်နယ်အသင်းကြီးအတွက်ကစားပြီးနေတယ်ဆိုတာရောသူသိရဲ့လား။သူကစားနေတာကသူ့ရဲ့စီနီယာကစားသမားကြီးတွေနဲ့ကစားနေတာရောသူသိရဲ့လား။သူကတကယ်ကိုတီးငိမ်အေးဆက်လွန်းနေပါတယ်လို့ချီးကျူးပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားကြအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ